ခုမိတ်ဆက်ပေးမှာက channel ကမျိုးအစ်စ်တစ်မျိုးသူ့နာမည်ကကျက်မလို့အုံသင်မောမျိုးဖြစ်ပါတယ်ပြမယ်ဒါနနန်ဒီမှာနော်ဂျပုကြက်ဖသွားရင်မလွတ်ဘူးကြက်ဖသွားလို့မရဒီမှာအတီးကဘယ်လောက် size ကြီးလဲဆိုတော့အုံချိုမွေး size လောက်ရှိတယ်ဒီမှာကြက်ကြည့်ဒီလုံးပြဒီမှာတွေ့လားအုံသီးလက်တစ်လုံးလောက်ကတော့အตาလေးပဲဒီမှာတွေရောပဲဒီသင်္ဘောကထိုင်းကနေပြီးတော့မျိုးစီဝယ်ပြီးစိုက်တာပါမျိုးစီတစ်ထုပ်ကို35ဘတ်ပြီးရတယ်အဲ့ဒီမျိုးစီကိုပြိုးပြီးစိုက်တာပေါ့နော်ဟိုဘက်မှာလည်းအပင်ရှိသေးတယ်ဒီမှာအမှန်တော့ဒီအပင်ဟိုအသီးအကုန်မယူသေးဘူးပေါ့နော်အသီးတေးလေးတွေကိုခြွေပေးတင်တယ်အသီးညက်တာလေဒါမဲ့မခြွေဖြစ်ဘူးပေါ့ဒါအရှိသမျှအကုန်အသီးယူလိုက်တဲ့သဘောမျိုးဖြစ်သွားတာပေါ့အရင်ဟိုဖြစ်တော့နှစ်ကိုင်းမဟုတ်သုံးကိုင်းဖြာထွက်တယ်ဒီမှာတစ်ကိုင်းရှိမယ်ဒီမှာတစ်ကိုင်းရှိမယ်ဒီဘက်မှာတစ်ကိုင်းရှိမယ်အသီးညက်တွေကိုခြွေပေးရင်တော့အိုကြီးမယ်ခြွေပေးလိုက်တော့မယ်နော်ရှုပ်လို့ဟုတ်တယ်ခြူရတာလည်း2မျိုးတော့2မျိုးတယ်အိမ်မှာပဲစားတာဆိုတော့လေဒီမှာကြက်မလို့အောင်အဲ့ဒီသမောမျိုးစီးတွေထပ်မှထားသေးတယ်ကဲလို့လိုချင်တဲ့ဆိုရင်တော့စရင်ပေးလို့ရပါတယ်ဒီလကုံလောက်မှရောက်မယ်ပေါ့နော်ဈေးကတော့ဘယ်လောက်ကြမလဲမသိဘူးပြန်ပြောပေးမယ်ရှင့်